မြို့အစွန်ကညမြို့အစွန်ကလူသိနေတဲ့ကားကိတ်ညဟာနှက်ဆိုင်စွာတိတ်ဆိတ်နေပြီးနိုင်လက်တံကည7:45မိနစ်ကိုဖြတ်ကျော်သွားပါပြီကားတွေပြတ်သွားတာကြောင့်မို့လူကြီးတိတ်စက်တန်တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာဟာမှောင်မဲနေတဲ့အပြင်အစင်တော့ကြောချမ်းစရာကောင်းလာတယ်ဒီနေရာမှာဆောင်ဆိုင်ရတာဟာခရီးသွားကြီးတစ်ခုထက်ဆိုင်ရင်သူစားတစ်ခုရဲ့အစွန်အဖျားလို့အဲ့ဒီညကမိုးကတဲမဲရွာနေလေမိုးဆက်တွေဟာတွမိုးပေါ်ကိုတုံကြာရောက်နေလေအတန်ကလွတ်ပဝင်းကျင်တစ်ခုလုံးဟာသူစားတယ်လို့ပဲညင်သက်ခဲ့တယ်လီကလည်းတဝေဝီတိုက်ခတ်နေလို့ကားကိတ်ဘက်မှာမြင်မာတဲ့တစ်ပင်ကြီးတွေဟာပုံပြက်ပန်းရင်းထိုးနေတာကြောင့်သစီရိကနေလာလို့ပင်ထင်ရတယ်တိရချင်းပွက်တိုက်တဲ့အတန်တွေကလည်းတီးတိုးပြောင်းဆိုတန်တွေလို့ညီအောင်မင်ပြအောင်မှာမိုးရေဆွေနေတဲ့ဘီလက်မြင်မန်ခုံတန်းလျာမှာလူတရက်ထိုင်နေတဲ့သူဟာအသက်20ကျော်အရွယ်ကလူငယ်တယောက်သူကတော့အလုတ်ကက်ဆာအတွက်အဆက်သွဲတယောက်ကိုလာရှာရင်းနဲ့နေရာဒီတာမကျွမ်းကျင်သားကြောင့်မြို့ပြမြင့်မတိုင်းလမ်းရှောင်လာခဲ့ပြီးမဲ့ညချုပ်လို့ဘေးမသွားစရာမရှိပဲလမ်းပြောင်းနေရတာချင်းထားတဲ့သူနဲ့မစုံလိုက်ရပဲအခုလိုလမ်းပြောင်းနေရတာကိုစိတ်ထဲမှာကြိတ်ပြီးအဖြစ်တင်နေမိတယ်သူ့မှာလက်ထဲမှာမျက်နှာပြင်အကန်နေတဲ့ဖုံးဟောင်းတစ်လုံးနဲ့ကြောပုတ်အိတ်ဟောင်းတစ်လုံးပဲရှိတယ်ဖုံးရက်နဲ့ပြင်မှာမိုးရီဆက်တွေပေးချမ်းနေတော့ကြောင့်ပို့ပြီးမှုန်မိုင်းနေတယ်အိတ်ထဲမှာလည်းအဝတ်စားတစ်စုံနဲ့ရေဘူးတစ်လုံးလောက်သာပါတော့ကြောင့်ဘာကိုမှအားကိုးစရာမရှိဘူးအဝေးကနေခွေးဥတန်တဲကြတော့ရေပို့ပြီးအထီးကျန်စံတလားခန်းစားရတယ်ဖုံးကိုကြည့်လိုက်တော့အားကလည်းခွမရကိုင်နှုံးမဲ့ကျန်တော့တယ်တဏီကုံလန်းလျှောက်ခဲ့ရတော့ကြောင့်ခြေရုပ်တွေလည်းနာကျင်နေပြီဒီလိုအချိန်ဒီလိုနေအောင်မှဘယ်လိုလုပ်ရမလဲမနေ့ရောက်မှတော့အားကုန်နေတဲ့ဖုံးနဲ့ဘသူကိုမှအဆက်အသွယ်လုပ်လို့မရမှာမဟုတ်ဘူးဒီကားကိမှာတညလုံးမအိပ်ဆက်ပဲဖြတ်တန်းရမှာလားဆိုပြီးတွေးရင်သူတက်ပြန်ချလိုက်တယ်သူ့ရဲ့အနီးအနားမှာစိတ်ကရပ်အငွေ့တွေတောင်မရှိတော့အောင်6ကတ်တိတ်ဆိတ်နေခဲ့တယ်ထူတန်းမှာပဲသူ့ရှိမှာတခြားကားတွေနဲ့မတူတဲ့တောက်ပြောင်နေတဲ့ကားနှစ်ယောက်တစ်စီးကဖြင်းငင်းဆိုတာထိုးဆိုင်လာတယ်အလင်းပြန့်နေတဲ့ကားရဲ့ဘော်ဒီကမိုးရီဆက်တွေကြောင့်ပိုပြီးမောင်မဲနေတယ်လို့ပဲရှိမိန်ကခက်မိန်ပဲထုံထားပြီးကားမောင်းသူရဲ့မျက်နှာကိုတဲကွဲမမြင်ရဘူးကားမောင်းသူကဥထုပ်အနက်ရောင်ကိုမျက်လုံးထိဆောင်ထားပြီးပဒင်းပေါက်ကိုအသာလီးချပြီးခေါင်းပြူလိုက်တယ်ဒီလေးဖယ်သွားမလို့လေကိုကားကမြို့ထဲကိုဝင်ပါလိုက်မလားလို့မိတယ်ကားမောင်းသူရဲ့အတန်ကနူးညံ့ပေမဲ့နားထဲမှာတော့အေးဆက်နိုင်လို့လူငယ်ကခဏတန်တွေဝေသွားတယ်ဒီလိုအချိန်ကြီးမှာကားလာရှာတဲ့နေရာတစ်ခုမှာကားလာတွေ့တာလေထူးဆန်းနေတယ်ဒါပေမဲ့ဒီမှာထိုင်နေရင်လေမိုးပို့ချူသွားမှာမို့ကျေးဇူးပြုပြီးတင်ပေးပါအောင်ဗျာလို့ပြောရင်ကျေးဇူးတင်စွာနဲ့ကားပေါ်တက်လိုက်တယ်သူ့ရဲ့ဆုံးဖြတ်ချက်ကတကယ်လို့နောက်ဆုံးပေါ်မျောလင့်ချက်တစ်ခုလိုဖြစ်နေခဲ့တယ်ကားရဲ့ရောက်ထုံးမှာသူသတိထားရတာကကားရဲ့အတွင်းမိုင်းကပြောင်းလဲနေပေမဲ့ဖုံမုံတွေအနှဲငယ်ရှိပြီးအလွန်အေးနေတယ်ကားထဲမှာဘယ်သူမှမရှိဘူးသူတစ်ယောက်သေးပဲဒါပေမဲ့ကားမောင်းသူကတော့လူ2ယောက်စာစကားပြောနေတယ်လို့မျိုးဟုတ်တယ်မှန်တယ်စောင့်နေရကြပြီလားစသဖြင့်တစ်ယောက်သေးပြောရင်းကားကိုမောင်းနေတယ်သူတို့ဆိုတဲ့စကလုံးကလူငယ်ရဲ့စိတ်ကိုမလုံခြုံသလိုချစ်စေခဲ့တယ်ဆွေးပြီးအေးဆပ်ထနေတဲ့ကားရဲ့အတွင်းမိုင်းလီဟန်သူ့ကိုတဖြည်းဖြည်းမွန်းကျက်လာစေတယ်ကားရဲ့အပူချိန်ကပုံမှန်မဟုတ်ပဲအလွန်အမိအေးချက်နေတာကိုလည်းသူခံစားနေရတယ်သူ့လက်စူးစမ်းလို့စိတ်ကကြီးထွားလာပြီးစကားဆပြီးကြည်လို့ဆုံးဖြတ်ချလိုက်တယ်ဦးလေဒီလိုချိန်ကြီးမှာတယောက်တည်းမောင်းရတာမပင်ပန်းဘူးလားလို့မေးလိုက်တယ်ကားမောင်းသူကပြုံးနေဒါပေမဲ့မှန်တဲ့ကနေသူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတွေကမှောင်မဲပြီးအသက်မနေလို့ပဲအဲ့ဒီပြုံးဟာနိုးနှွေးမှုမရှိပဲအေးဆက်တဲ့မိကုံးဝေးလိုပုံရိပ်ထိန်နေပင်ပန်းတာပေါ့ကွာဒါပေမဲ့ခုမှတာဝန်ရှိရလေသူတို့ကိုပို့ပေးရဦးမလေဒီညအတွက်တော့မင်းကနောက်ဆုံးခီးထံပဲထစ်လိမ့်မယ်ဆိုပြီးထပ်ပြီးပြေပြောင်းလိုက်တယ်လူငယ်ကကားထဲမှာဘယ်သူမှမရှိတာကိုသိနေတော့သူတို့ဆိုတာဘသူတွေလဲလို့စိတ်ထဲမှာပိုပြီးထူးဆန်းတယ်လို့ထင်လိုက်တယ်
ကားမောင်းသူကိုထပ်မမေးဟဲတော့ပဲကြောက်စိတ်နဲ့ကိတ်စိတ်နေလိုက်တယ်။အဲ့နောက်ကားမောင်းသူကနောက်ထပ်စကားမပြောတော့ပဲအာယုံစိုက်ပြီးကားမောင်းနေတယ်။လမ်းတစ်လျှောက်မှာလူငယ်ကကြောက်ရင်စိတ်ကတခီးပြေးကြီးဆိုးလာတယ်။သူကသူ့ရဲ့ဖုန်းကိုထပ်ပြီးကြည့်လိုက်တော့မျက်နှာပြင်ကအားကုန်သွားတော့လုံးဝမှောင်နေသည်။ဖုန်းပွင့်မရတော့ပဲအားကိုးရမယ်ထက်သွားတယ်။ကားကမြို့တွေကိုဝင်ရောက်လာမယ်လို့သူထင်ခဲ့တယ်။ဒါပေမဲ့လမ်းကြောင်းကရင်းနှီးရဲ့နေရာကိုဖျက်တမ်းသွားပြီးမြို့အဝင်ကနေခတ်ဝေးဝေးကိုပဲရွေ့ရှာသွားတယ်။မြို့ပြအလင်းရောင်တွေဟာသူတို့ကားနဲ့တထေးပြေးဝေးကွာသွားတာကိုသူသတိထားရတယ်။ကားမောင်းသူလည်းဗမာစကားထပ်မပြောတော့ပဲမျက်နှာကလည်းပုံမှန်အတိုင်းပဲဒါပေမဲ့သူ့ရဲ့အကြည့်တွေကမှန်တဲ့ကနေသူ့ကိုစောင့်ကြည့်နေတယ်လို့ခံစားရတယ်။နောက်ဆုံးကားကမြို့ပြကိုလုံးဝကင်းဝါနေတဲ့တစ်ပင်တွေဝင်ရဲနေတဲ့ကားကိတ်ဟောင်းတစ်ခုကိုရောက်တော့ကားမောင်းသူကကားကိုဖြင်းရင်းစွာရပ်လိုက်ပြီးလူငယ်ကိုလှည့်ကြည့်လိုက်တယ်။ညီလေးဒီမော်လဲဆင်းလိုက်တော့မြို့ထဲမရောက်သေးပေမဲ့ဒီကနေဆိုရင်တော့မင်းအတွက်ပိုပြီးလွယ်ကူသွားပြီလို့ပြောတယ်။ဘလို့လွယ်ကူတာလဲဗျ။လို့မေးချင်ပေမဲ့လူငယ်ကအသက်ရှူတန်းတောင်မကြားရတော့အောင်ကြောက်လန့်နေပြီးဘာမှမပြောတော့ပဲကမန်းကရန်ကားတကားကိုဆွဲပွင့်ပြီးဆင်းလိုက်တယ်။ကားအောက်ခေရောက်တော့ကားမောင်းသူကပရင်းပေါင်ညံ့ကိုချပြီးသူ့ကိုအတေးပေပါတဲ့အပြုံမျိုးနဲ့အပြုံပြတယ်။အဲ့ဒီအပြုံဟာကြည်နှံ့မှုအပြည့်နဲ့ပြည့်နေတဲ့ထူးဆန်းတဲ့အပြုံထစ်တယ်။ကျေးဇူးတင်ပါတယ်ညီလီမင်းရဲ့အသက်ကိုကိုတို့ယူသွားပြီလို့ပြောပြီးကားကိုအရှိန်ပြင်းပြင်းမောင်းထုတ်သွားတယ်။ဒီစကားကိုနားမလည်နိုင်ပဲတကိုယ်လုံးအေးဆက်ပြီးကြောင်ပြီးရပ်နေတော့မှောင်မဲနေတဲ့ကားအနဲ့ရောင်ရဲ့နောက်ဖုံးလာမိကုံးငွေလိုဖြော်တော့တဲ့လူရင်တစ်ခုပေါ်လာပြီးသူ့ကိုလက်ပြနှုတ်ဆက်သွားတာကိုမြင်လိုက်ရတယ်။သူတို့မျက်နှာတွေကလည်းစိတ်ကျေနပ်မှုအပြည့်တွေ့လိုက်ရတယ်။အဲ့ဒီအတန်တွေဟာမိုးတန်လေတန်တွေကြားမှာရောရက်ပြီးပျောက်ကွယ်သွားတယ်။လူနေကမိုးရေထဲမှာခွေခွေလေးလေးကျသွားပြီးသူ့ခန္ဓာကိုယ်တွေကအသက်ဝိညာဉ်တစ်ခုခုလွင့်ပြန်ထွက်သွားသလိုလုံးဝအားရမဲ့ဖြစ်သွားတယ်။နောက်ဆုံးတော့သူကမြို့ထဲကိုရောက်ဖို့ထက်ပုံမဝေးကွာနေတဲ့မရှိတော့တဲ့နေရာတစ်ခုကိုရောက်သွားပြီဆိုတာကိုနားလည်လိုက်ရတယ်။လူငယ်အထွတ်တော်ထိတ်လန့်စရာမြင်ကွင်းတစ်ခုပါပဲ။အဲ့ဒီနေညကသူပျောက်ဆုံးသွားတဲ့အကြောင်းကိုဘယ်သူမှမသိနိုင်တော့ဘူး။